Hello, alum ya makna. Tini ke cara miu numalan ke li tu lo saja ono. Miu ala online mana cip lo saja bono. Ke miu tu lo saja on. Pertama zon uli to uli ma kulu cine pamana ono nuli. Happy ba su on tebi no. Ya mana dua kule no. Lu jitu ne akon sawiya no. Tapi mi papa su bisa mana go mi iri ne tapi bono. Pi bisa mana cinye mi zanjong na song la bono. Mi pi no na song te lai ba. ဒီလိုထည့်ပြီးပြီးဆိုရင်အသားလေးမီအေးနဲ့ပဲမှုေးပေးလိုက်နော်မှုေးနဲ့သူကရေတစ်ထက်မလိုင်ခဲ့တစ်ထက်ဖြစ်လိုက်ခဲ့တယ်နော်ဒါခက်မျိုးလေးပထမဆုံးလုပ်ရဆိုလို့ရေစီအောင်မြင့်တဲ့အတွက်ကိုလေမုတ်လုံးဖြစ်နေမှာမလှအောင်နော်တကယ်လို့အခုကြည့်နေတဲ့သူတွေဆိုရင်လုံးမတက်တဲ့သူတွေဆိုရင်လုပ်တဲ့ခါကျရင်ရေကိုစင်အောင်ညှစ်ပေးပေါ့နော်ဒီလိုမျိုးသူကလေရေတခြားမလိုင်ခဲ့တခြားဖြစ်သွားပြီဆိုတာနဲ့ကိုတအောက်လေးဆိုတာနဲ့ကိုဒီမျိုးလေးဖြစ်ပြီးဆိုတော့ကိုဒီညမှာနော်မျိုးစကားတုံးတယ်နော်အခုတငယ်ချင်းလို့ဆိုရင်အဖို့လေးတုံးပြီးပူပေါင်းတယ်ပေါ့နော်ဒီပြီးဆိုရင်ရေအေးနဲ့တူလောင်းချလို့စေးပြီးနော်ဘာဖြစ်လို့ဆိုတော့ခုနထည့်ထားတဲ့အချင်းကြီးလေးအနက်လေးစင်သွားရအောင်လို့ပေါ့နော်တုံးပြန်လေးလုပ်ပေးပါဒီညမှာမျိုးလက်နဲ့ညှစ်ထားတယ်နော်အဖို့ရှိရဒီခက်ကြတော့အဖို့လေးနဲ့တိတ်စားဒီစင်အောင်ညှစ်ပေးပေါ့နော်လုံငန်းညမှာလှသွားတယ်ပေါ့နော်မျိုးခက်ကြတော့မစင်လို့လားမသိဘူးလုံငန်းညမှာလှဒီပြီးဆိုရင်ကိုပကံတုံးနဲ့ထည့်ပြီးဆိုရင်တလုံးနဲ့ဖြစ်အောင်လုပ်ပြီးနော်ဒီမျိုးတုံးနဲ့လုံးပြီးဆိုရင်ဒီမျိုးဖြစ်ပြီးဆိုရင်ကိုကလူချင်းနဲ့အလုံးကြီးလုံးလို့ရပြီနော်ဒီဆိုရင်ဒီလိုမျိုးသေးလေးလုံးထားပါနော်စားကောင်းရအောင်ပြီးရင်တချို့လူကလည်းအချိုကြိုက်တယ်တချို့လူကလည်းအချိုမကြိုက်တယ်ဒီလိုကြတော့ဒီမျိုးလုံးကြီးဆိုရင်ကိုရေကြီးတက်တဲ့ထည့်ရနဲ့နှုတ်အေးလေးနဲ့စားရရောနော်မျိုးဖက်ကြတော့တကြားရင်နဲ့စားရပါနော်ဒီလိုကတကြားအချိုစားမယ်ဆိုတော့လက်ဖိတ်စုံနဲ့သုံးဆုံးလေးဆုံးထည့်ပါလေဒီညမှာဆက်ကြတော့ကိုစားတော့အချိုမောက်ရနော်ဒီဆိုင်နဲ့ထည့်ပြီးဆိုတော့လည်းဒီလိုမီပွားကနေစူပြီးဆိုတော့ကိုခုနတုံးထားတဲ့မုတ်လေးကိုလန်ပေးပေါ့နော်ထည့်ပြန်နေကြိုက်လေးစိတ်မိတော့လှန်ပြီးနော်ပြီးဆိုတော့ကိုနုတ်ကလေးထည့်ပေးလိုက်ပါအေးရဆိုရင်စားလို့ရပါပြီနောက်ပြီးအေးလေးစားချင်းခရကြတော့ဒီကိုတမီပွားအောင်စူပြီးဆိုရင်လည်းတစ်ချက်လေးအေးအောင်ထားပေးပါပြီးဆိုရင်တိုးရင်လည်းထည့်ပြီးဆိုတော့လည်းစားလို့ရပါပြီခင်ဗျမျိုးခက်ကြတော့အချိုစိတ်ကြိုက်တယ်ဆိုတော့တကြားလေးနဲ့စားတယ်ပေါ့နော်အေးလေးဖြစ်ရအောင်လို့မျိုးတွင်းနေမှာမိနစ်20မိနစ်30လေးစိန်ထားပါလေခင်ဗျမိနစ်20 30ပြပြီးစားနဲ့ကိုထုတ်ပြရနဲ့စားလို့ရပြီဒါခက်ကြတော့တဘာဝလောက်ထားတဲ့အတွက်ကိုလေလူကြီးလူငယ်လေးစားလို့ရနော်ဒီမိနစ်ပြချင်းဆိုနေကိုအိမ်မှာခလေးလေးကိုအလွယ်တကူလှုပ်စားလို့ရပါလေခင်ဗျဘယ်လိုမျိုးအရတာချေဆိုမျိုးတူစားကြည့်မယ်နော်သူခက်ကြတော့ကြားအဲ့ဒါလေးချိုလေးနဲ့စီကလေးနဲ့အေးလေးနဲ့လေစိတ်ကလေးနဲ့အရောက်မှစားကောင်းပါလေခင်ဗျကဲလွယ်ကူလည်းမဟုတ်လေဖြစ်တဲ့အတွက်ကိုအလိုတကူချက်ချင်းလှုပ်စားရပါလေခင်ဗျအားလုံး